ဒီနေ့ယေရှုရဲ့စိတ်ကူးရင်ဆန်တဲ့ပုံမြင်တွေထဲမှာပေါင်းပင်တဲ့ဂျုံပုံဥပမာကိုပြောပြချင်ပါတယ်။ဒီပုံမှာစဉ်းစားတတ်တဲ့လယ်သမားတစ်ယောက်ကစောစောထားပြီးသူ့လယ်မှာအကောင်းဆုံးဂျုံသေးတွေကိုစိုက်တယ်။စိတ်တိုင်းဒီတမာကြီးထွားရန်အခွင့်အလမ်းရှိစေကမူအလွန်တတိထားပါ။သို့တော်ကိုညတွင်လူတိုင်းအိပ်ပျော်နေချိန်တွင်လှို့ဝှက်ရန်သူသည်ခြေပြားထောက်၍ဝင်ရောက်လာသည်။သူသည်ပေါင်းပင်မျိုးစေ့များကိုတူညီသောလယ်ကွင်းတစ်ခုလုံးတွင်ဖြန့်ကျဲသည်။မကြာမီနေရာတိုင်းတွင်အစိမ်းရောင်မြုပ်များပေါက်ဖွာလာသည်။ချို့မှာဂျုံချို့မှာပေါင်းပင်များဖြစ်သည်လယ်သမား၏အကူအညီပေးသူများသည်ပြဿနာကိုသတိပြုမိပြီးအပြေးလွှားသွားကြသည်ခဏဆောင်ပါ၏မျိုးစေ့ကောင်းတွေမဆိုင်ဘူးလားဒီပေါင်းပင်တွေကဘဲကလာတာလဲလယ်သမားကခဏစဉ်းစားတယ်ရန်သူကဒီလိုလုပ်တယ်ဟုပြောသည်အကူအညီပေးသူတွေကပေါင်းပင်တွေကိုဖယ်တင်သလားလို့မေးတယ်ဒါပေမဲ့လယ်သမားကခေါင်းခါတယ်မဟုတ်ဘူးအခုပေါင်းပင်တွေကိုဆွဲထုတ်ဖို့စူးစမ်းရင်ဂျုံကိုလည်းထိခိုက်နိုင်တယ်စကားရိတ်ချိန်ထိစောင့်ကြပါစို့ပြီးရင်ဂျုံနဲ့ပေါင်းပင်တွေကိုတီးခြားစီစဉ်နောက်ပိုင်းတွင်ယေရှုသည်ဇလန်း၏အဓိပ္ပာယ်ကိုရှင်းပြခဲ့သည်။လယ်ကွင်းကငါတို့ကဘာနဲ့တူလဲ။ကောင်းသောမျိုးစေ့များသည်ဘုရားသခင်နောက်သို့လိုက်ရန်ကြိုးစားသူများဖြစ်ပြီးချစ်ချင်းမြတ်တာကိုပြသသူများဖြစ်ပြီးပေါင်းပင်များသူညီမဲ့အစာနာကျင်အောင်လုပ်ဖို့ရွေးချယ်သူတွေပါ။သို့တော်နောက်ဆုံးတွင်ကျွန်ုပ်တို့၏အရာမဟုတ်ဘဲအရာအလုံးကိုခွဲထုတ်ရန်မှာဘုရားသခင်၏အလုပ်ဖြစ်ပြီးဒါနဲ့မင်းကိုမင်းရဲ့လုပ်ရက်တွေနဲ့ကျင်နာမှုဒါမှမဟုတ်တကူကောင်းဆန်နေသလားလို့မမေးမယ်။သင်ပတ်ဝန်းကျင်မှာပေါင်းပင်တွေရှိနေရင်တော့အခြေရေးမှာဘယ်လိုခိုင်ခန့်နိုင်မလဲ။ပြီးတော့သင်နားမလည်တဲ့အရာတွေကိုဂရုစိုက်ဖို့ဘုရားသခင်ကိုသင်ယုံနိုင်မလား။ဒီရပါအလင်း၌ကြီးထွားပါဘုရားသခင်သည်သင်၏နှလုံးကိုမြင်တော်မူ၏